တင်ကားဆိုမရှိဘူးတန်ကားပဲရှိတန်ကားဆိုဖုံးကြီးကိုပြောတာ တန်ခါပုတ်ရည်ချို့ တန်ကားပုတ်ရင်မဟုတ်ပါဘူးတန်ကားတိတ်ခါတန်ကားမှာတိတ်ခါရှိ တန်ခါဒိတ်ခါပုတ်ရည် ပုတ်ရင်မဟုတ်ပါဘူးဘလို့ပုတ်တန်ကားတိတ်ခါပုတ်ပဲရှိတယ်ဘလို့ပုတ်ရည်လဲတပုတ်နှစ်ပုတ်နင်တို့ရအောင်ကြက်ရမယ်ဆိုတော့ပြောပြောတန်ကားတိတ်ခါပုတ်တန်ကားမှာတိတ်ခါပုတ်ရှိတယ်လူမှာလူတိတ်ခါရှိတယ်တန်ကားမှာတန်ကားတိတ်ခါရှိတယ်ဆရာမမှာဆရာမတိတ်ခါရှိတယ်စစ်သားမှာစစ်သားရဲ့တိတ်ခါရှိတယ်ဘာဘာကြီးဘာဘာကြီးရဲ့တိတ်ခါရှိတယ်မေစုမှာမေစုရဲ့တိတ်ခါရှိတယ်အဲ့ဒီလူတိုင်းမှာကိုယ့်ရဲ့တိတ်ခါကိုရှိအောင်ပြောတယ်ဒီတိုင်းမစားနဲ့တိတ်ခါကြတယ်။တတာဟိုတနေ့ကဒီကမှားပြီးတော့ပြည့်တယ်တတာတိတ်ခါကြတယ်။အဲ့ဒီကတိတ်ခါမစားဘူး။အဲ့ဒါကြောင့်ပါလဲဆိုတော့ဒီကသူ့